Voice of Ammonia အစီအစဉ်မှာပြန်လည်ကြိုဆိုလိုက်ပါတယ်။ဒီနေ့မှာတော့ Contract Staffing Service တွင် Team Lead အဖြစ်တာဝန်ယူလုပ်ဆောင်နေတဲ့မတ်သိမ့်သိမ့်သူရဲ့စကားသံကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။မင်္ဂလာပါ။ကျွန်မနာမည်မတ်သိမ့်သိမ့်သူဖြစ်ပါတယ်။ Ammo Consulting မြန်မာရဲ့ Contract Staffing Service Department မှာ HR Executive အနေနဲ့တာဝန်ယူထမ်းဆောင်လျက်ရှိပါတယ်။ Contract Staffing Service ထဲမှာပါဝင်တဲ့အကြောင်းအရာတွေမှာအချို့ကိုမျှဝေပေးရမယ်ဆိုရင်တဦးချင်းဝင်ငွေခွန်ပေးဆောင်ခြင်းပိုင်းကိုတင်ပြပေးရစေ။တဦးချင်းဝင်ငွေခွန်ပေးဆောင်ခြင်းဟာအခွန်ဥပဒေစည်းမျဉ်းစည်းကမ်းနဲ့အညီထည့်သွင်းတွက်ချက်ရပြီးလစဉ်နှစ်စဉ်ပေးဆောင်ရခြင်းအခွန်စည်းကြပ်ရခြင်းတွေကိုဤဥပဒေများနဲ့အညီလုပ်ဆောင်ပေးလျက်ရှိပါတယ်။အချို့သောလုပ်ငန်းများတွင်လိုအပ်တဲ့ administration process တွေကိုပါ Contract Staffing Service မှာထည့်သွင်းညှိနှိုင်းဆောင်ရွက်ပေးတဲ့အတွက် HR outsourcing ဝန်ဆောင်မှုအနေနဲ့ Contract Staffing Service ကအကောင်းဆုံးဝန်ဆောင်မှုတစ်ခုဖြစ်ပါတယ်။ဒါကြောင့် HR outsourcing ပိုင်းနဲ့ပတ်သက်ပြီးလိုအပ်လာပါက Ammo Consulting မြန်မာရဲ့ Contract Staffing Service ကိုအမြဲတမ်းဆက်သွယ်ဖို့အကြံပြုပါရစေရှင်။ကျေးဇူးတင်ပါတယ်။